ဒီနေ့ကျွန်တော်ဒီမှာ Airfly mouse battery ပါတဲ့ Airfly mouse တွေ order တက်ထားတယ်ဒါလေးကနော် parcel ထုတ်ပြီးသွားပြီဆိုတော့ဒါနောက်ဆုံး order ပဲမရှိတော့ဘူးခင်ဗျာဒါကိုကျွန်တော်လက်ရှိရောင်းစရာ3000နဲ့5000တက်ပါအခုဒါရောင်းမှုရရင်တော့ဒါလေးကကုန်သွားပါပြီ out of stock ဖြစ်သွားပြီဒါပေမဲ့အကယ်လို့ margin လေးတယ်ဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးရှိပါသေးတယ်ဒီကောင်လေးကလည်း Air mouse ပဲသူကတူတူပဲသူကကြတော့တခဲထည့်သုံးရတာဒီကောင်ကကြတော့တခဲထည့်သုံးရမလို့သူက battery ပါပြီလားအပြန်တွင်သုံးလို့ရတယ်အဲ့တော့ဒီကောင်လေးကကြတော့ဈေးနှုန်းက3000ကျပ်ခုနထက်ဆိုင်9000တက်တာเนาะဈေးက9000ပဲပွားတယ်เนาะโอเคဒါလေးကိုကျွန်တော် parcel မထုတ်ခင်ဒီကောင်လေးရဲ့အထဲထဲမှာရှိတဲ့ပါဝင်ပစ္စည်းနဲ့เนาะဒီပစ္စည်းရဲ့ဒီလေးတွေနည်းနည်းပြပေးပြီးရင်ကျွန်တော် parcel ထုတ်အောင်ဒါလေးကတော့အခုကျွန်တော်ပြောတဲ့ဒီ battery ပါတဲ့ Airfly mouse ရဲ့ packaging ဘူးပုံစံလေးเนาะသူကဘူးလေးကလည်းတိတိတွယ်လေးပဲโอเคအထဲထဲမှာဘာတွေပါလဲကြည့်လိုက်အောင်เนาะထဲမှာရွှေထူးတော့မပါပါဘူးเนาะအာတွင်ကျိုးပါမယ်သူက battery ပါတဲ့အတွက်အာတွင်ကျိုးထည့်ပေးတာလေနောက်ပြီးသွားပြီဆိုရင်ဒီမှာသူကဒီဒါလေးကိုသူကဒီ plastic အိတ်ကလေးနဲ့ထည့်ပေးတာအဲ့ဒါအောက်မှာဒီမှာ plastic အခန့်လေးနဲ့တက်ပေးတာဒါကျွန်တော်အရင်ဗီဒီယိုတွေမှာနည်းနည်းဒါခွာပြီးစမ်းထားတော့ဒီလိုလေးနည်းနည်းကွာနေတယ်เนาะအဲ့လိုလိုရှိတယ်ဒါပေမဲ့ပစ္စည်းကတော့အစ်စ်ပါပဲလို့เนาะပစ္စည်းကအစ်စ်ပါပဲကျွန်တော်ဒါဗီဒီယိုရိုက်တဲ့အချိန်ပဲတုံးကျန်တဲ့အချိန်တုံးเนาะဒါလုံးဝเนาะ share ပဲတော့အရွယ်စားလေးကျွန်တော်ပြပေးသူ့ရဲ့အရွယ်စားလေးကလက်မအနေနဲ့ဆိုတော့ဒီမှာ6လက်မနီးပါးလောက်ရှိတယ်ဒါလေးကတော့တစ်လက်မလေးပေါ့နော်တစ်လက်မနော်အရှိရ6လက်မနီးပါးလေးဒါလက်တစ်ပွားစာလောက်နောက်ပြီးတော်တော်လေးကိုဒါခင်မီစမတ်ကြတဲ့ပုံစံလေးတိတိတော်တော်လေးနဲ့တော်မိုက်တယ်ဗျာနော်သူကAirfly mouse အနေနဲ့ဟောဒါ keyboard အနေနဲ့သုံးလို့ရတယ်ပြီးပြီဆိုရင်ဒီဘောက်မှာ battery ပါတယ်ဘက်ထရီကပါတဲ့အတွက်ဒီဘက်မှာဒီရှေ့နာလေးမှာဆိုအာတွင်းပေါက်လေးပါတယ်နော်အာတွင်းမရမယ်သူကအာတွင်းပေါက်သူ့ရဲ့အာတွင်းပေါက်လေးကကြတော့တိုက်စီကောင်းနေတယ်ဒါကြောင့်မို့ဒီမှာသူကပေးထားတဲ့ကျိုးလေးကလည်းတိုက်စီကျိုးပဲဒီကျိုးပြောက်သွားတဲ့ကိစ္စမရှိဘူးကျွန်တော်ဖုန်းအာတွင်းကျိုးနဲ့ဂျိုင်းပြီးတော့အာတွင်းလို့ရတယ်နော်အဓိကသူ့အတွက်အရေးကြီးတဲ့ဥစ္စာလေးကဘာလေးလဲဆိုဒီဟာလေးဒီအထဲထဲမှာထည့်ထားတဲ့ဒီ wireless USB တုံးပဲလေဒီကောင်လေးပြောက်သွားပြီဆိုတော့ဒီကောင်သုံးဖို့ကအဆင်မပြေတော့ဒီ USB တုံးပဲပျောက်သွားတယ်ပြီးတန့်ဝယ်လို့အဆင်မပြေဘူးဒါလေးတော့ဒီဟာโอเคဒါလေးကိုကျွန်တော်စမ်းတက်ပြမယ်နော်အဲ့တော့အားသွင်းတာလေးကျွန်တော်တစ်ချက်ပြန်စမ်းပြအားသွင်းမယ်ဆိုတော့ဒီမှာသူ့ရဲ့ဒီအနောက်မှာအောက်မှာပါတဲ့ဒီတိုက်စီပေါက်လေးကိုတိုက်စီတိုးလေးနဲ့ join ပြီးကျွန်တော်တို့ဖုန်းအားသွင်းကောင်းနေတဲ့ AC မီတာရဲ့ကျွေးပြီးတော့အားသွင်းလို့ရတယ်အားသွင်းနေတဲ့အချိန်မှာဒီမှာမီးပြလေးကမီနီလေးကဒါလင်းနေလေအားပြင်းမီးစိမ့်လင်းသွားတယ်ထင်တာပဲကျွန်တော်တို့အားအပြည့်တော့မသွင်းဘူးပေါ့နော်အဲ့တော့အားပြေသွားပြီဆိုရင်ကျွန်တော်တို့ဒါအကြိုက်တုံးနေရဒီကောင် keyboard တွေ mouse တွေဆိုတာကျွန်တော်တို့အငဲနဲ့နှိမ့်နေရ keyboard ဆိုလည်းအငဲနှိမ့်နေရတာမဟုတ် mouse ဆိုတော့လေတုံးရတယ်ဆိုရင် battery ကအလောက်မစားဘူးเนาะ okay အကြိုက်တုံးလို့ရပါတယ်လို့เนาะ okay ဒါလေးကိုကျွန်တော်Android box မှာเนาะဒါ Smart TV ဖြစ် Android box ဖြစ်ဖြစ်ဒါ join ပြီးတုံးလို့ရကျွန်တော်အိမ်မှာတော့ Android box ရှိတယ် Android box နဲ့ဆန်းပြဒီ Air mouse လေးကိုအသုံးပြုဖို့ဆိုတော့ကိုယ့်အိမ်မှာဒါ Smart TV တို့မဟုတ်เนาะAndroid box တို့ Set-top box တို့ရှိရင်ရပါပြီဒါကတော့ကျွန်တော်ဒီ TV လေးကတော့ Japan 110 TV Yoyo TV ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာ Android box လေးနဲ့တွဲပြီးတော့သုံးနေတာဖြစ်တယ်အခုလိုမျိုးပေါ့နော် Smart TV မရှိတဲ့လူတွေဆိုရင်လည်းဒါမှအခုလိုမျိုး Android box လေးရှိရင်လည်းဒီ Air mouse လေးကိုသုံးလို့ရတယ်နော်ဘယ်လိုသုံးမလဲဆိုတော့ဒီမှာကျွန်တော်ဒီ Android box မှာ USB အပေါက်ရှိတယ်အဲ့ဒီ USB အပေါက်မှာအခုနကဒီ wireless USB ဒုံငယ်လေးကိုတွတ်ထိုးလိုက်ပါနော်အဲ့တော့ဒီ Android box ရဲ့ USB ပေါက်မှာထိုးပေးလိုက်ထိုးပြီးပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့တုံးလို့ရပါတယ်ဒီမှာနော်သူကအစိမ်းရောင်ဖြစ်သွားတယ်ဒါကျွန်တော်တို့ USB က Android box လို့မဟုတ် Smart TV ရဲ့ USB ပေါက်မှာထိုးလိုက်ပြီဆိုရင်ဒါအသုံးပြုနေပြီဒါအစိမ်းရောင်လေးနေနော် okay အဲ့တော့ဒါလေးက Air mouse ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ mouse အနေနဲ့အသုံးပြုတဲ့အခါမှာကြာရင်ကျွန်တော်တပွဲကုန်ဒီပါမှာတင်ပြီးတော့သုံးစရာမလိုကျွန်တော်လေထဲမှာဒီ remote control လေးတို့လက်ကလေးနဲ့ရွှေ့ရုံနဲ့ဒီမှာ screen ပေါ်မှာဒီ pointer လေးကပြေးနေလိမ့်မယ်အဲ့တော့ကျွန်တော်လိုချင်တဲ့နေရာတို့လက်ကလေးရွှေ့ပြီးတော့လိုက်ပြီးတော့နှိပ်လို့ရတယ်နော်ဒီလိုလက်ကလေးရွှေ့ပြီးလိုက်နှိပ်စင်ပြေတယ်နော်ဟုတ်လားဒါ mouse အနေနဲ့အသုံးပြုတာနော် okay ဒါဆိုရင် keyboard အနေနဲ့အသုံးပြုတာကျွန်တော်တစ်ချက်ပြokay ဒီကကျွန်တော် keyboard အနေနဲ့အသုံးပြုပြမယ်အဲ့တော့ကျွန်တော် software တစ်ခုခုတည်းကိုဝင်လိုက်ဥပမာကျွန်တော် Play Store ထဲကိုဝင်လိုက်ဝင်ပြီးတော့ကျွန်တော် keyboard နဲ့စာရိုက်ဥပမာကျွန်တော်keyboard ရှာတယ်ပဲထားပါတော့ KEYBOARD keyboard ဆိုပြီးတော့ရိုက်လိုက်နော်ဒါဆိုဒီမှာ screen မှာလည်းဒီမှာကျွန်တော်ရိုက်တဲ့အတိုင်းမှာ keyboard ဆိုပြီးတော့ပေါ်နေ
နော်အခုလိုမျိုးကျွန်တော်တို့ keyboard ဆိုရင်လည်းကျွန်တော်တို့ဒီမှာကြိုးပိုင်းကြိုး keyboard တွေနဲ့သုံးတဲ့ခါကျရင်စပွဲတင်သုံးရတယ်ဒါဆိုရင်စပွဲတင်သုံးကြရမလို့ကျွန်တော်ဒီမှာနေ keyboard ကပါပြီးသား mini keyboard လေးပါပြီးသားအဲ့ keyboard လေးကိုကျွန်တော်တို့လက်ထဲမှာကင်ပြီးရိုက်ရုံပဲပြီးတော့ဒီ keycap လေးတွေကလည်းသူကနော် computer keycap လေးတွေအတိုင်းပဲ QWERTY UID ဒီဘက်ကနေစပြီးတော့ P ဘက်ချမ်းကျတော့ဒီအောက်ရောက်သွားနော် IOP ကတော့ဒီအောက်ရောက်သွားကျန်တာတော့တူတူပဲနော် mini keyboard လေးနဲ့ကျွန်တော်တို့ keyboard အနေနဲ့လည်းအသုံးပြုလို့ရပါတယ်နော်အဲ့တော့မိတ်ဆွေတို့ရဲ့အိမ်မှာအခုလိုမျိုးဒါ Smart TV ပဲဖြစ်ဖြစ် Android box ပဲဖြစ်အခုလိုမျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ဒီ Smart TV တို့ Android box တို့ကကျွန်တော်တို့ software တွေရှိတဲ့အခါမှာ software တွေသုံးတဲ့အခါမှာ keyboard တွေ mouse တွေလိုလိုက်တယ်ဒါပေမဲ့ဒီ keyboard တွေ mouse တွေကိုကျွန်တော်စပွဲပေါ်တင်သုံးတဲ့အခါမှာတချို့တော့ TV စင်တွေကတော့ဒီစပွဲတွေပါတင်သုံးမှုအတွက်နေရာမရဘူးရတယ်ဆိုလည်းဗျာဒီနားမှာကျွန်တော်တို့ဒီနေရာတွေပြည့်ပြီးတော့ဗျာတုံးရတာအဆင်မပြေဘူး။နော်စပွဲတစ်ခုခုလိုအပ်တယ်ကြိုး keyboard ကြိုး mouse ဆိုတာ။ဒါပေမဲ့ဒီလို airfly mouse လေးတာရှိမယ်ဆိုရင်မိတ်ဆွေမှာဒီ airfly mouse ရှိမယ်ဆိုရင်တော့စပွဲမှာဘာမှ keyboard တွေ mouse တွေတင်ကြမလို့ဒါလေးကိုအခုနသူ့ရဲ့ wireless USB တုံးကလေးထိုးပြီးတော့မိတ်ဆွေခိုင်ကုန်တနေရာနဲ့အဝေးတနေရာနဲ့လမ်းပြီးနေရောအရန်ကိုအဆင်ပြေတဲ့ပစ္စည်းလေးဒါလေးကတော့လောလောဆယ်ကျွန်တော်စီမှာပစ္စည်းကတော့ဒါ parcel ထုတ်ပြီး out of stock ဖြစ်သွားပြီတခြားမျိုးစားတွေကျွန်တော်စီမှာမှာလို့ရပါတယ်နော်ဒီပစ္စည်းလေးစမ်းပြီးပြီဆိုတော့ကျွန်တော် parcel ထုတ်တော့မယ်အဲ့တော့ parcel တွေကိုပြန်ထည့်ကြတာပေါ့ဒီ parcel ထဲမှာဆိုရင်အရေးကြီးဆုံးကပါလဲဆိုတော့ဒီ USB wireless USB တုံးတယ်ဒါလေးမပြောက်နေတယ်ဒါပျောက်သွားပြီဆိုတော့ဒီ airfly mouse ကဘာမှတုံးစားမရဘူးဒီအားတွင်းကျိုးပျောက်သွားရင်တော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုဖုန်းအားတွင်းကောင်းနဲ့အားတွင်းလို့ရတယ်ဖုန်းအားတွင်းကျိုးနဲ့ဆက်တွင်းလို့ရတယ်ဗျာအဲ့တော့ဒီအဲ့ဒီဦးနာ USB တုံးကလေးမပြောက်အောင်ဒါတိတ်မှုပဲလိုရတယ်โอเคအဲ့တော့ဒီပစ္စည်းလေးကကျွန်တော်အခုလက်ရှိရောင်းသေးရနော်3000နဲ့5000ကျပ်နော်3000 5000ကျပ်ပါဒါပေမဲ့ဒီပစ္စည်းလေးကျွန်တော် parcel ထုတ်ပြီးသွားရင်နော် out of stock ဖြစ်ပါโอเคပစ္စည်းလေးမာချင်တယ်ဆိုတော့ကျွန်တော်ချက်ပေါက်မှာမင်းမြန်မာယူလို့ရပါတယ်ဒလီရောက်တဲ့မြို့နယ်တာကိုအိမ်ရောက်ဝင်ချင်တယ်ပို့ဆောင်ပေးပါတယ်ဒလီမရောက်တဲ့မြို့နယ်တွေဆိုတော့ငွေကြိုလွှဲစနစ်နဲ့ပို့ဆောင်ပေးပါတယ်တချို့ကျတော့ကျွန်တော်ငွေကြိုလွှဲစနစ်ဆိုမယုံကြဘူးဒါကျွန်တော်ကလည်းမရောက်လို့မရောက်ဘူးပြောတာရောက်အောင်တော့ကျွန်တော်အိမ်ရောက်ဝင်ချင်တယ်ပို့ဆောင်ပေးတယ်နော်ယုံကြည်ရင်တော့မှာပေါ့နော်မယုံကြည်လဲရတယ်ကိစ္စတော့မရှိဘူးအဲ့တော့ဒီ airmouse မရှိတော့ဘူးကျွန်တော်မှဒီ airmouse ဆိုတော့ရှိအောင်မယ်ဒါလေးလိုချင်လာမှာလို့ရတယ်အခုမှာတဲ့ပရိုက ARV တိုင်းမြန်အောင်မြို့ကနေမှာတာမြန်အောင်မြို့ ARV တိုင်းမြန်အောင်မြို့ဆိုတော့ပို့ကတော့9000ပဲကြာအဲ့တော့ပစ္စည်းတန်ဖိုးက3500ပို့က9000ဆိုတော့သူ့ကောင်သူ့တဲ့4000ကျပါကြာချင်းကတော့3ရက်ဒါခံမှန်းကြည့်ပြောတာနော်3ရက်ဆိုရောက်ပါပြီအဲ့တော့ပစ္စည်းလေးဝယ်ယူအားပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုအားပေးအခုအဆုံးထိကြည့်ရှုပေးတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ